အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Steven ပါဒီနေ့တော့ကျွန်တော် Hino engine ပြောင်း schedule တစ်စီးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ model 2011ကျွန်တော်တို့ E30C engine အပြောင်းနဲ့လာတယ်ဗျ manual gear နဲ့ဖြစ်ပြီးတော့ဒီကောင်ကရှေ့4နောက်4အိပ်ပါဗျကျွန်တော်တို့ကားတစ်စီးလုံးပတ်လည်အနေထားကားကြောကတော့လှတယ်ဗျစီးသားတွေအများကြီးကြံတယ်လိုက်ကားတွေအများကြီးကြံမယ်ဗျဒီကားကတော့ကျွန်တော်တို့အပေါ်ကဟိုဟာနဲ့မလာတော့အတောင်ပံနဲ့မလာတော့ဘူးဗျကျွန်တော်တို့ပုံးအတောင်ပံနဲ့မလာတော့ဒီကောင်ကပုံးအတောင်ပံဖြတ်ထားပြီးသားပေါ့ပလက်နဲ့လာတယ်ဗျကားကြောလေးကတော့တော်တော်လေးတန်တယ်ဗျဒီကားတွေက model 2009ကနေစပြီးတော့ကျွန်တော်တို့ share ကျိုးဖြစ်သွားတယ် engine ပြောင်း engine အကြီး380နဲ့လာတယ်လို့သိရတယ်ဗျရှယ်ကျိုးဆိုတာကတော့ဒီကောင်ပြောတာဗျဒီရှေ့ရရှယ်တွေကကျွန်တော်တို့အရှင်ဗျခွာလို့ရတယ်ပြီးရင်ပြန်ကတ်ထားလို့ရတယ်ခွာပြီးတော့ဒီအပေါ်ကရှေ့ရကားမှန်နေပါတယ်တက်ပြီးတော့ဒီပေါ်လေးကိုနင်းပြီးတော့တက်တုပ်လို့ရတယ်ဗျအဲ့ဒါကိုကျွန်တော်ရှယ်ကျိုးလို့ခေါ်တယ်ဗျကားရဲ့အောက်ပိုင်းလေးတွေဆိုရင်လည်းတော်တော်လေးတန်တယ်ဗျတော်တော်လေးလာတယ်ကားရဲ့အောက်ပိုင်းမှာစီအယိုအစိတ်ဘာမှလုံးဝမရှိဘူးဗျဒီကောင်ကဘိန်းနဲ့၈လုံးနဲ့လာတယ်ဗျဘိန်းနဲ့၈လုံးပတ်လေပေါ့ပတ်လေဘိန်းနဲ့၈လုံးနဲ့ကျွန်တော်တို့ frame တန်းလေးတွေဆိုရင်လည်းအရှိတ်ဘက်မှာတော်တော်လေးလှတယ်ဗျစီတိုင်ကြီးအကြီးနှလုံးပါမယ်စီတိုင်ကြီးပြီးမှကျွန်တော်တို့ခွေးကတန်းကြီးပါမိတာပေါ့ပြီးရင်ဒီကောင်ကကျွန်တော်တို့ဒီနန်ထောင်အမြင့်လေးနဲ့လာတယ်ဗျနန်ထောင်အမြင့်နန်ထောင်လေးဆိုလည်းတော်တော်လေးလှတယ်ဗျအလူမီနီယံသားလေးနဲ့လောက်ထားတယ်အနောက်က၄အိတ်တွေမှာဆိုရင်လည်းအပေါက်ပြဲမရှိဘူးဗျလေးအထိုင်နေပါတွေအားလုံးအဆင်ပြေတယ်အားလုံးကောင်းတယ်ဗျတာယာလေးတွေလည်းဝိတ်ပြေတယ်ဗျတာယာဝိတ်ပြေမယ်စပယ်ယာဘိန်းလေးတွေလည်းတခါတည်းဝိတ်ပြေပါတယ်ဗျဂျန်ကင်းကတော့တစ်တာဂျန်ကင်းဗျတစ်တာဂျန်ကင်းဖြစ်မယ်ဂျန်ကင်းမှာအပေါက်ပြဲလုံးဝမရှိဘူးဗျဂျန်ကင်းညိတယ်အပေါက်ပြဲလုံးဝမရှိဘူးဒါကတော့ကျွန်တော်တို့ကားရဲ့အောက်ဘက်ရှမ်းလေးပေါ့အောက်ဘက်ရှမ်းလေးမှာလည်းလှတယ်ဗျဒါပေမဲ့အဲ့ဒီအနောက်ဘက်ကားရဲ့အနောက်ဘက်ရှမ်းမှာတော့ပြန်စည်းလေးတွေပါမယ်ပြီးရင်ကျွန်တော်တို့frame မှာပွေးလေးနဲ့ပါမယ်ဗျတန်ကြီးပွေးလေးတွေပေါ့နည်းနည်းပါမယ်တူပေါက်ကိုလည်းကျွန်တော်တို့ stainless steel နဲ့သုံးမိထားတယ်အနောက်ဘက်ရှမ်းမှာဒီအိတ်လေးတွေအပေါက်ပြဲလုံးဝမရှိဘူးဗျ ground on လေးတွေဆိုလည်းစီအယိုစိတ်မရှိဘူးဗျရှောက်နေတာပဲframe ကတော့ပြောရမယ်ဆိုရင်တော့ frame လုံးဝအော်ကြောနီးနီးတော့မဟုတ်တော့ပြီလေ frame တော်တော်လေးတော့ကျန်သေးတယ်ဗျကားရဲ့အတွင်းခန်းလိုက်ပြီးတော့ပြပြဗျကားရဲ့အတွင်းခန်းမှာကတော့ကျွန်တော်တို့ light ကားတွေပါတွေတော့တိတ်ပြီးတော့မကြသေးဘူးဗျဒါပေမဲ့ထိုင်ကုန်လေးတွေတော့ကျွန်တော်တို့ထိုင်တာများတော့နည်းနည်းလေးတော့လျော့တာတော့ရှိနေပြီဗျတွင်ကန်လေးလိုက်ကာလေးဆိုတော့တော်တော်လေးကြံနေတယ်ဗျ dashboard တွေပါတွေကအစားလိုက်ကာအများကြီးကြံနေတယ်ဒီကောင်က engine ပြောင်း model မြင့်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ digital တိုင်ခွက်လေးနဲ့လာတယ်ဗျ digital တိုင်ခွက်ပါတယ်အလေးထဲမှာဂီယာအားလုံးကျွန်တော်ထိုးပြီးတော့ဆန်းပြပေးမယ်ဗျဂီယာအားလုံးလည်းအဆင်ပြေတယ်ဗျဂီယာအားလုံးဝင်နေကြက်တာညက်တာမရှိဘူးဗျအဲကွန်လေးကျွန်တော်ဆန်းပြပေးမယ်ဗျအဲကွန်လည်းအေးတယ်ဗျအဲကွန်အေးတယ်အဲကွန်ပေါက်အားလုံးကလေထွက်တယ်အဲကွန်အားလုံးအလုပ်လုပ်တယ်ဗျအဲကွန်လည်းအေးတယ်ဗျအဲကွန်ခလုတ်တွေအားလုံးလည်းအလုပ်လုပ်တယ်အတိုးလျှော့အားလုံးလုပ်လို့ရတယ်ဗျ
ကီလိုကတော့10သိန်းကျော်တော့ရှိသွားပြီဗျကီလို10သိန်းကျော်ပေါ့ကီလို10သိန်းကျော်တော့မောင်းထားတယ်မှန်ရှိုးမှန်ခောက်တွေလည်းအားလုံးအလုပ်လုပ်တယ်မှန်ရှိုးမှန်ခောက်လည်းအဆင်ပြေရဗျပြီးရင်ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တို့ backend အနောက်ဘက်ကိုကြည့်လို့ရတဲ့ backend TV လည်းပါတယ်ဗျကျွန်တော်တို့ဒီ Hino ကိုကောင်းနာမယ်ဆိုရင်တော့ဒီ passenger version ပေါ့ passenger version ကအောက်ဒီလေကတက်တဲ့နာအောက်နာမှာကျွန်တော်တို့ဒီကားလေးရှိတယ်ဗျဒီကားလေးကိုဖွင့်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာခလုတ်မောင်းနှံခလုတ်လေးရှိတယ်မောင်းနှံခလုတ်လေးကျွန်တော်ပို့ဝင်ခြင်းဆိုရင်အောက်မှာကျနေတယ်ဗျအဲ့ဒီကျနေတဲ့မောင်းနှံခလုတ်လေးကိုကောင်းနှံဖို့အတွက်ဆိုအပေါ်ဆွဲတင်အောင်ဗျအပေါ်ဆွဲတင်မယ်ကျွန်တော်ဒီဇက်ဘက်ကိုပြန်သွားပြီးတော့ဇက်နာမှာဒီဆွဲထုတ်လိုက်ဗျဆွဲထုတ်တာနဲ့ကျွန်တော်တို့ဒီကောင်းသားဒီတက်မိလာမှာဗျတီဆိုပြီးမိလာတယ်ဒီကြကမှကျွန်တော်အောက်ပြန်သွားပြီးတော့ရက်ပီယာအတွက်လေးဒီကလုတ်ပြီးနှိပ်လိုက်ဗျနှိပ်တာနဲ့အကောင်နှိပ်တာနဲ့ကျွန်တော်တို့မော်တာလင်းပြီးတော့အတွက်လေးအလုံးလုံးပြီးတော့ကောင်းမှတဖြည်းဖြည်းနဲ့နန်းလာတယ်ဗျကိုလူချင်းတဲ့ပုံမှန်သားရောက်ဖို့လို့ရှိရင်တော့ဒီခလုတ်ကိုပြတ်လိုက်ဗျဒါဆိုကောင်းဝဲအဲ့ဒီကားကောင်းဝဲအဲ့ဒီတိုင်းနေနေဗျအင်ဂျင်ခန်းကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲဗျအင်ဂျင်ခန်းကဝင်းပြီးတော့အင်ဂျင်တစ်လုံးလုံးကပေါ်ချမ်းရောအောက်ချမ်းရောပါစီဆိုရစိတ်ရမှာလုံးဝမရှိဘူးနဲ့တော်တော်လေးလှတယ်ဗျအင်ဂျင်ရှောက်ပြီးတော့တော်တော်လေးလှတယ်အဲဒီမှာဒီကောက်မှာရှိတာဆိုလို့ကျွန်တော်တို့ဒီအပြင်ကလာတဲ့ဖုံမုံတို့ပါတော့ဒီလောက်ပဲရှိတယ်ဗျပါစီဆိုရစိတ်ရဆက်စီပေးရတခုမှမရှိဘူးဗျအင်ဂျင်ပါဝါအနေနဲ့ဒီကောင်ကတော့380ထွက်တယ်ဗျဘာလို့ဆိုတော့ဒီကောင်အင်ဂျင်ပြောင်းဖြစ်သွားပြီဗျအင်ဂျင်ပြောင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကဒီလိုမျိုးပိုက်နှစ်ချောင်းနဲ့လာတယ်ဗျဒီအင်ဂျင်ပေါ်မှာဒီလိုမျိုးပိုက်နှစ်ချောင်းပြေးပြီးတော့လာတယ်ပြီးရင် share ကကျိုးရမယ်ဗျ share ကျိုးသွားရင်ဒါဆိုရင်တော့ကျွန်တော်တို့ဟို Hino model မြင့်အင်ဂျင်ပြောင်း share ကျိုးပေါ့ဒါကတော့သူခေါင်းမှာပေါ့ခေါင်းမှာကျွန်တော်တို့အမောက်လည်းပါပြီးသားဗျခေါင်းမှာပိန်နာရှိုက်နာလည်းမရှိဘူးအမောက်လည်းပါတယ်ပြီးရင်တစ်စီးလုံးဒီပါစေးသားညီတယ်ဗျရှေ့နောက်စေးသားအားလုံးညီတယ်ဗျအင်ဂျင်ရဲ့ကျွန်တော်တို့ဒီတာဘူမှာပေါ့အင်ဂျင်ရဲ့တာဘူမှာလည်းစီကျွန်းနာစိတ်နာလုံးဝမရှိဘူးဗျအင်ဂျင်ရဲ့တာဘူမှာလည်းရှောက်တွေ့ပြီးတော့စီကျွန်းနာစီစိတ်နာဘာမှမရှိဘူးဗျဒီကောင်းခေါင်းပြန်ချတာကျွန်တော်တို့အစောကအပေါ်ဆွဲတင်ထားတဲ့မောင်းတယ်ကိုအောက်ပြန်ခေါင်းချမယ်ဆိုလို့ရှိရင်မောင်းတယ်ကိုအောက်ပြန်ဆွဲချပြီးတော့ဒီအဲ့ဒီရက်ပြရအဲ့ဒါတက်လောက်ပြီးရတဲ့ကိုပြန်ပြီးတော့နှိပ်ထားလိုက်မယ်ဆိုတော့ကောင်းဒီနဲ့ပြန်ပြီးကြကျွန်တော်ကားကိုရှေ့တူနောက်ဆုံးအနေလေးကိုဆက်ပြီးတော့ပြကြည့်ပြီကျွန်တော်ဒီအနောက်ကဒီ brake ကို short လိုက်တယ် short ပြီးတော့ gear ထိုးပြီးတော့ရှေ့ကနေမောင်းစပြစီရတဲ့နေပါလဲလှည့်ရတာအားလုံးပေါ့ပါပြီးတော့အဆင်ပြေတယ်ဗျစီရတဲ့နေအားလုံးလည်းအလုပ်လုပ်တယ်ဗျโอเคဒါကတော့ကျွန်တော်ခဏမောင်းပြတာပေါ့အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အစားဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်နေ့ဒီမှာလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်အောင်ကြိုးစားပါအောင်ဗျာ